ကျွန်တော်တို့ဒီစူပါတာဘိုမပါဘဲနဲ့သုံးလို့ရတဲ့ speaker ပေါ့နော်။ဘာဖြစ်မလဲပေါ့။စူပါတာဘိုမပါဘဲနဲ့သုံးခြင်းလေဆိုရင်အနည်းဆုံးကျွန်တော်တို့ဒီအပေါ်က mid height ပေါ့နော်။ mid height speaker 15ကိုကျွန်တော်တို့ဒီ coin 4ပေါ့နော်။ coin 4ကို1200လောက်ကစသုံးပေါ့။1200ဆိုရင်ဒါသူ့ထဲမှာ low mid height ကျွန်တော်တို့တပြိုင်နက်တည်းသုံးလို့ရတာဆိုတော့အောက်ကကျွန်တော်တို့ဒီ subwoofer မထည့်တော့မှရိုးရိုးပုံမှန်3လောက်ကတော့သူ့နဲ့ပဲထိန်းလို့ရတာပေါ့။ကျွန်တော်ခုပြထားတဲ့ coin 4ပေါ့နော်။ coin 4 2500အဲ့ဒါမျိုးသုံးပြီးပေါ့နော်အောက်ကကျွန်တော်တို့ဒီစူပါတာဘိုပါတယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့အပေါ်ကဒါဆိုရင်လားစပီကာလည်းကျွန်တော်တို့ဒီအလုပ်လုပ်ရတဲ့အနေထားမှာသူ့အလုပ်သူလုပ်လို့ရတယ်အပေါ်က15ဆိုရင်လား mid height တန်တီးတန်ပေါ့နော်အောက်ကဒီ18ဆိုရင်အောက်က subwoofer တီးတန်ပေါ့15လက်မကိုခုလိုမျိုးပေါ့နော်ခုဒါကျွန်တော်ပြထားတဲ့ဒီ coin 4လက်မပေါ့ coin 4လက်မသုံးမယ်ဆိုရင်တော့အောက်ကကျွန်တော်တို့ဒီစူပါတာဘိုမှဒီ coin 9နဲ့ကတော့အလိုက်ဖက်ဆုံးပေါ့နော်coin 9လက်မှာဝတ်ဒီ2500 3000ဝန်းကျင်ရှိတယ်ကျွန်တော်တို့ဒီ steel တန်လိုက်နဲ့ပေါ့နော်နောက်က steel တန်လိုက်နဲ့ကျွန်တော်တို့ဒီ4ပေါင်း16ပေါက်ပါတဲ့ဒီ super turbo နဲ့ဆိုရင်ဒါအလိုက်ဖက်ဆုံးပေါ့ coin က4လက်မဖြစ်သွားမယ်4လက်မဆိုတော့အတန်တော့နည်းနည်းထုံသွားပြီဒါပေမဲ့ကျွန်တော်တို့ဒီ crossover ကနေမှ mid height တန်တီးတန်ပေါ့နော် frequency ကိုကျွန်တော်တို့ဒီ mid height ဘက်ကိုပြန်တင်ပေါ့နော်ဒါဆိုရင်အကြမ်းပန်းပို့ပြီးတော့ခံတယ်ဒါပေမဲ့တစ်ခုရှိတာကကျွန်တော်တို့ဒီ coin 3လက်မဆိုရင်တော့ mid height တန်ပို့ပြီးတော့လှတာပေါ့ခုဒါပြထားတာကတော့ဒါအလိုက်ဖက်ဆုံးပေါ့နော် coin 4လက်မ4လက်မကတော့ကျွန်တော်တို့ဒီယူပုံမှန်မင်္ဂလာဆောင်ပွဲလေးကိုမှကျွန်တော်တို့ဒီအောက်ကစူပါတာဘိုမပါတော့သုံးလို့ရတယ်အခုဒါပြထားတဲ့ကျွန်တော်တို့ဒီ 2A စူပါတာဘိုအတွင်း speaker coin 5လက်မ coin 5လက်မဟိုမှာဒါဝက်2500ပေါ့2500 3000ဝက်ကတော့အစားကားရှိတယ်ကျွန်တော်တို့ဒီ1200အစားရှိတာပေါ့အခုပြထားတဲ့စူပါတာဘိုဆိုရင်ဒါ speaker တကယ် heavy ပေါ့နော် heavy သုံးထားတယ်အပေါ်ကသူ့ကို live ဖက်ဖို့ကျွန်တော်တို့ဒီ mid height ပေါ့ mid height ဆိုဘာသုံးလဲဆိုရင်တော့အနည်းဆုံးဒါအချမ်းမင်းကျွန်တော်တွက်ပြမယ်ဆိုရင်တော့ Q4 နှစ်စုံပေါ့နော် Q4 နှစ်စုံကတော့အနည်းဆုံးသုံးပေးရမယ်အနည်းဆုံး coin 800လောက်ပေါ့နော် coin 3လက်မပေါ့နော်မှားလို့ကျွန်တော်တို့ဒီ watt 800လောက်ပေါ့ watt 800လောက်အနည်းဆုံးတော့ watt 1000ဆိုရင်လည်းဒါအတန်းထုံသွားပြီအပေါ် Q4 ကိုကျွန်တော်တို့ဒီ watt 1000သွားတက်မယ်ဆိုရင်လည်း coin က3လက်မပဲသုံးပေါ့အဲ့ကြောင့်ကကျွန်တော်တို့ကဒီအပေါ်က mid height တန်ကအပေါ်တန်အောက်တန်ညီတာပေါ့ဒါကျွန်တော်တို့ဒီ 2A ပေါ့နော် session 2ဆန်တဲ့ဒါတစုံကိုကျွန်တော်တို့ဒီ speaker ၄လုံးသွားကြတာပေါ့ရက်သေးရွာထဲမှာကျွန်တော်တို့ဒီပုံမှန်3လောက်ပဲသုံးမယ်ဆိုရင်တော့အခုလိုပြထားတဲ့ဒါ coin 5လက်မမလိုဘူးပေါ့အနည်းဆုံးကျွန်တော်တို့ဒီ1200 1500လောက်ဆိုအဆင်ပြေပြီအခုကဒါဆိုရင်ပေါ်က mid height ဆိုရင်လည်းကျွန်တော်တို့ဒါ heavy သုံးပေးရမယ် line rate သုံးမယ်ဆိုရင်လည်းအနည်းဆုံးကျွန်တော်တို့ဒီ3လုံး4လုံးနဲ့အထက်ကိုသုံးပေးရမှာပေါ့ကျွန်တော်နောက်ထပ်ပေါ့နော်ဒီ 1Y super turbo super turbo မ 1Y turbo ပေါ့နော် 1Y turbo တစ်ချက်ပြပေးမယ် 1Y turbo ဆိုရင်အပေါ်ကကျွန်တော်တို့ဒီ 215 ကြီးတော့မလိုတော့ဘူးပေါ့နော်ကျွန်တော် 1Y ပါတစ်ချက်ပြပေးမယ်ဗျ